ပန်းပွင့်ရေပေးလို့ရလားဆိုတော့ရပါတယ်ပန်းထွက်တဲ့ချိန်ဆိုရင်ရေပေးလို့ရပါတယ်ပန်းထွက်တဲ့ချိန်ဆိုလို့ရှိရင်ရေလျှော့လို့မရပါဘူးရေဖြတ်လို့မရဘူးပေါ့နော်ပေးရပါတယ်ဟုတ်ကဲ့ပါဒီနေ့ကတော့ကျွန်တော်ရှာမှာထွက်တဲ့ percentage လေးနည်းနည်းပြမယ်ဒါကတော့ညအားရတဲ့အပွင့်နေဘူးမနေဘူးအဲ့တော့ဒီနားတစ်ဝိုက်တော့နည်းနည်းလေးပြမယ်အဲ့ဒါလေးနည်းနည်းကြည့်ပေးအောင်โอเคဒါကျွန်တော်ချမ်းအပွင့်အားတဲ့ပုံစံလေးပြမှာပေါ့နော်ဒီမှာတီးရတော့တော်လှတယ်ဒီပင်တီးရကြောင့်ဒါအပွင့်နဲ့အသီးနဲ့ဒါနှစ်ခုစလုံး fight တာပေါ့နော်ဒီမှာကြည့်တီးရတော့နဲ့မနဲ့တော်တော်ကြီးကိုလှတယ်တီးရအကုန်လုံးအားနေဘူးနော်ဒီပေါ်မှာကြောက်တော့အကုန်လုံးအားနေပါပြီဖြစ်ပါတယ်ကျွန်တော်မှအပွင့်နေအားနေပါပြီလို့ဒီမှာအကုန်လုံးအားနေဒီပင်သားလေးတွေလည်းအားနေတယ်ပြီးတော့ကျွန်တော်3နှစ်နဲ့8လသားပင်တပင်ကျွန်တော်ပြအောင်မယ်ကျွန်တော်မှအပွင့်ထုတ်ထားတာပေါ့နော်ဒီမှာကြောက်နော်အပွင့်နေအားနေကြတာအကုန်လုံးပဲဟုတ်ပင်ရောဒီပင်ရောအားနေပြီအဲ့တော့ဟိုတနေ့ကလေကျွန်တော်တင်ပေးထားတာရှိတာပေါ့နော်ရေကိုဘယ်လိုချိန်လို့ရလဲဆိုတာလေအဲ့လိုမျိုးအပွင့်အာကနေလေးဆိုလို့ရှိရင်ဒါတော်တော်ရေးကြီးတာပေါ့နော်တော်တော်ရေးကြီးပါတယ်အပွင့်အာကနေကြရင်ဒါရေကိုကြိုက်တွယ်ဖို့ပေါ့နော်အဲ့ဒါလေးကျွန်တော်တင်ပေးထားတာရှိတယ်ဝင်ရင်တော့ကြည့်ပါအပွင့်အာကနေကြရင်ဒါရေကတော်တော်ရေးကြီးတာပေါ့နော်ကြည့်အောင်ဒါညကဝတ်မှုကူပေးထားတာဒီလိုမျိုးဆိုလို့ရှိရင်ဒါရေကိုတော်တော်တတိထားတော့လောင်မီဘိုးလည်းတတိထားကျွန်တော်မှဆိုလို့ရှိရင်ဒီမှာကြည့်လောင်မီဘိုးမရှိဘူးထဲမှာတွေ့လားဖြန်းထားတာပေါ့နော်လောင်မီဘိုးဖြန်းထားတယ်ပြီးတော့မအားခင်မှာပေါ့နော်ပြီးတော့မှုစေးဖြန်းထားတယ်ပြီးတော့ကန်ဆီယမ်ဘိုးလုံးဖြန်းထားတာပေါ့နော်အဲ့ဒါပဲကျန်တာတော့မရှိဘူးခဏဒီ comment မေးတဲ့ကိုကြီးပေါ့နော်မိတ်ဆွေအပွေးထွက်ရင်ရေပေးရမလားဆိုတော့မှမဆိုရင်တော့ဒီရွယ်ကလေးကနေရေပေးရတာပေါ့နော်အဲ့ဒီရွယ်မှာဒီကိုလိုတလောက်အပွင့်ရလာပြီပင်တပင်မှာကိုလိုတလောက်ရလာပြီဆိုလို့ရှိရင်ရေပေးလို့ရပြီဒီရွယ်ဆိုရင်တော့ဒါရေမပေးလို့ရှိရင်အဲ့ဒီရွယ်ဆိုရင်တော်တော်ကြွေတတ်တယ်ဒါကြောင့်ရေပေးတော့ပေါ့နော်ဟောမကြည့်ဒါကျွန်တော် TikTok ထဲမှာရော Facebook ထဲမှာရောအပိတ်ထဲမှာရောတော်တော်များတင်ပေးထားတာရှိတာပေါ့နော်ဒါကြောင့်မလို့စဆုံးလေးလာချင်နေဆိုရင်တော့ဝင်တော့လေးလာလို့ရပါတယ်